တနက်တွေကိုအရင်ဆုံးရေထဲနစ်ပြီးတဲတွေနဲ့ပုတ်တိုက်တယ်အဲ့ဒီနောက်မှာတော့တနက်အများစုကမပစ်နိုင်တော့တာဒါမှမဟုတ်ကြည်ခွမ်းမထွက်တာမျိုးတွေထိကုန်ကြတယ်ဒါပေမဲ့ပြဿနာမရှိပဲဆက်အလုံးလုံးနေတဲ့တနက်တော်ရှိတယ်အဲ့ဒါကတော့ကဘာပေါ်မှာနားမဲ့အကြီးဆုံး rifle တနက်ဖြစ်တဲ့ AK47 မှာပဲဒီတနက်ကိုတီထွင်ခဲ့တဲ့လူကတော့ Kalashnikov လို့ခေါ်ပါတယ်သူကအရင်ကတင်ကားမောင်းသမားပေါ့တခါတုန်းကတိုက်ပွဲတစ်ခုမှာသူ့တင်ကားကိုရန်သူတွေကဖိခတ်လိုက်တော့ပောက်ကွဲသွားပြီးသူ့လက်မောင်းဆိုးဝါးတန်းရသွားတယ်ဈေးရုံကိုသွားတဲ့လမ်းမှာသူတတိထားမိကစစ်သားတွေရဲ့တနက်တွေကကောင်းကောင်းအလုံးမလွတ်ဘူးဆိုတာပဲကြီးကတ်တွေကရေထဲမှာပျက်စီးသွားတာမျိုးစပရင်တွေကလည်းအားနေလုံးလို့အေးတန်ကြောင့်ခဲသွားတာမျိုးတွေထင်နေလေဒီလိုတနက်တွေကအသက်ဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်လေအဲ့ဒီအချိန်မှာပဲကိုပိုင်တနက်တလက်တီးထွင်းမှုစိတ်ကူးကသူ့ခေါင်းနဲ့ရောက်လာတာပေါ့သူတန်ရာကနေတက်တာလာတော့သူ့ရဲ့စိတ်ယုံဟောင်းကိုပြန်သွားပြီးတနက်အသက်တလက်တီးဆောက်ခြင်းနဲ့လို့ပြောတယ်သူကစပစ္စည်းတွေအကြောင်းကောင်းကောင်းနားလဲတဲ့သူဆိုတော့သူ့ကိုအခန်းသေးလေးတစ်ခန်းပေးလိုက်ကြတယ်3ရက်အတွင်းမှာပဲသူဟာပထမဆုံး AK47 ကိုဒီဇိုင်းထုတ်နိုင်ခဲ့တယ်။သူ့လက်ကလည်းကောင်းကောင်းမသက်သာသေးတဲ့အတွက်အလုသမားအနေငယ်ရဲ့အကူအညီကိုယူခဲ့ရတယ်။သူတို့အားလုံးအတူတူကြိုးစားပြီးပထမဆုံး AK47 ကိုတိစောက်ခဲ့ကြတယ်။ကဲအခုတော့စမ်းသပ်ဖို့အချိန်ရောက်ပြီပေါ့။အလုသမားတစ်ယောက်ကတနက်ကိုကင်ပြီးစီတစ်ခုကိုဖြစ်လိုက်တယ်။ကြီးကတန်းတန်းမှန်မှဖောက်ထွက်သွားတယ်။ပြီးတော့သူကစက်တိုက်ဖြစ်ခတ်လိုက်တော့ဖြစ်တိုင်းမှန်ပြီးအားလုံးကဖြစ်ချက်ပြေဝနေတယ်။ဒီလိုနဲ့တနက်ရဲ့စွမ်းအားကိုတက်သေးပြနိုင်ခဲ့တာပေါ့။ဒီနောက်မှာ Kalashnikov ကတနက်ကိုအတီးပြုတ်ချက်ရဖို့အတွက်စစ်သားရုံးကိုသွားခဲ့တယ်။ဒါပေမဲ့သူ့တနက်ကိုမြင်တာနဲ့လုံခြုံရေးတွေကသူ့ကိုအကြမ်းဖက်သမားအမှတ်နဲ့ဖမ်းဆီးလိုက်ကြတယ်။နောက်ပိုင်းမှာအရာရှိတယောက်ကတနက်ကိုကိုယ်တိုင်စမ်းသပ်ကြည့်တော့အံ့တိုးသွားတယ်။တခြားတနက်တွေအားလုံးထပ်ပိုးကောက်နေတာလေ။ဒါပေမဲ့စီကန်အရာဒီတနက်ကိုနှစ်စင်ကျင်းပတဲ့ပြစ်ခတ်မှုပြိုင်ပွဲမှာအနိုင်ရမှာသာအတီးပြုတ်နိုင်မှာပါ။အရာရှိကဘိုးချုပ်တူကိုခေါ်လိုက်တယ်။ဘိုးချုပ်ကလည်းဒီတနက်ကိုစမ်းသပ်ကြည့်ပြီးအတော်လေးအထင်ကြီးသွားတယ်။ဘိုးချုပ်က Kalashnikov ကိုစစ်တပ်ကိုစားပြိုင်ပွဲမှာပါဝင်ဖို့ပြောခဲ့တယ်။သူကမော်စကိုမြို့ကလက်နက်ကစင်ရေးဌာနကိုသွားပြီးတီထားအခန်းတစ်ခန်းရခဲ့တယ်။ဒါပေမဲ့ပထမဆုံးစမ်းသပ်မှုမှာပဲသူ့တနက်ကကြာရှုံးပြီးပယ်ချခံလိုက်ရတယ်။သူစိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်ဖို့စလုပ်ခဲ့တယ်။ဒါပေမဲ့လမ်းမှာအရာရှိတယောက်ကသူ့ကိုတားလိုက်တယ်။အရာရှိကသူ့ကိုစစ်တနက်တလက်ထပ်တိဆောက်ဖို့နောက်ထပ်အခွင့်အရေးတစ်ချိန်ထပ်ပေးခဲ့တယ်။ Kalashnikov ကဒီအခွင့်အရေးကိုအလေးနဲ့ထားပြီးကြိုးကြိုးဆဆလုပ်ခဲ့တယ်။မကြခင်မှာပဲသူကတနက်အသစ်တလက်တိဆောက်နိုင်ခဲ့တယ်။အဲ့ဒီတနက်ကိုစမ်းစစ်တာလဲအောင်မြင်ခဲ့ပေမဲ့ရွေးချယ်မခံရပြန်ဘူး။သူ့ရင်တွေကွဲချေလို့မတက်ပါပဲ။အဲ့ဒီအချိန်လောက်မှာပဲဂျာမနီလက်နက်ချလိုက်ပြီးဆိုတဲ့သတင်းရောက်လာတယ်။စစ်ပွဲပြီးသွားပြီပေါ့။လူတိုင်းဖြော်နေကြပေမဲ့ Kalashnikov ကတော့သူ့တနက်ကိုအခုဆိုရင်မလိုအပ်တော့ဘူးလို့တွေးပြီးဝမ်းနေနေခဲ့တယ်။သူကလက်နက်တပ်စင်ရေးဌာနကအရာရှိနဲ့တွေ့ပြီးအိမ်ပြန်ချင်းကြောင်ဖြော်တယ်။အရာရှိကသူ့ကိုစာရွက်တရွက်ကိုတိတ်တိတ်လေးထူပေးလိုက်တယ်။အဲ့ဒီစာရွက်မှာကလက်နက်တွေထူလို့ဖို့ကလိုအပ်နေစေပဲလို့လေးထားတာပေါ့။ Kalashnikov ကအလုပ်ကိုပြန်သွားပြီးအရင်ကအမားတွေကနေတင်ယူပြီးတနက်အသစ်တလက်ထပ်တီဆောက်ခဲ့တယ်။နည်းနည်းအကြာမှာတော့ AK47 အသစ်ကအစင်းတင်ထင်နေပြီ။သူရဲ့ပထမဆုံးစမ်းသပ်မှုကိုစီးတစ်ခုပေါ်မှာလုပ်ခဲ့တာကြီးတိုင်းကမှန်ကန်စွာထိမှန်တယ်။သူအယံပြော်နေခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလုံခြုံရေးတွေရောက်လာတယ်။သူကစမ်းသပ်ဖို့ခွင့်ယူချက်မရှိတဲ့အတွက်သူတို့ကသူ့ကိုဖမ်းလိုက်ကြတယ်။ဒါပေမဲ့ Kalashnikov ကပြုံးနေခဲ့တယ်။သူအောင်မြင်မှုအပေါ်သူယုံကြည်မှုအပြည့်ရှိနေတာကိုသူ့ကိုဘိုးချုပ်စီခေါ်သွားတယ်။ဘိုးချုပ်ကိုယ်တိုင်ကလည်းတနက်ဒီဇိုင်နာတယောက်ပဲ Kalashnikov ကသူ့ရှေ့မှာသူ့တနက်ကိုဖွင့်ပြလိုက်ပြီးစကတ်အနေငယ်အတွင်းမှာတဲ့အစိတ်ပိုင်းအားလုံးကိုခွဲထုတ်ပြလိုက်တယ်။ဘိုးချုပ်ကအံ့အားသင့်သွားတယ်။ဒီလိုရိုးရှင်းပြီးခိုင်ခန့်တဲ့တနက်မျိုးကိုသူတခါမှမမြင်ဘူးလေ။သူက Kalashnikov ကိုပြိုင်ပွဲမှာပါဝင်ခွင့်ပြုလိုက်တယ်။အခုတော့ပြိုင်ပွဲစတင်ပါပြီ။တနက်အားလုံးကိုအရင်ဆုံးရေထဲနေပြီးတဲတွေထဲမှာလွှင့်ချလိုက်တယ်။အများစုကတော့မပြစ်နိုင်တော့ဘူး။နောက်ဆုံးတော့ AK47 အလွှတ်ရောက်လာပြီးမရမနာဖြစ်ခတ်နိုင်ခဲ့တယ်။ကြီးတုံးမှလွဲဘူး Kalashnikov အနိုင်ရသွားပြီး AK47 ကိုအမြောက်အမြတ်ထုတ်လို့ဖို့စတင်ခဲ့ပါတယ်။1949မှာသူစီရေးပြအခမ်းအနားကိုတက်ရောက်ပြီးစစ်သားတိုင်းကသူတီးဆောက်ခဲ့တဲ့တနက်ကိုကိုင်းဆောင်ထားတာမြင်တော့သူမယုံနိုင်လောက်အောင်ဂုဏ်ယူမိရဲ့ AK47 ကိုအဲ့ဒီစစ်ပွဲမှာအသုံးမပြုခဲ့ရပေမဲ့ဒီနေ့ခေတ်မှာတော့ကမ္ဘာနိုင်ရန်တွေအသွေးကြောက်ကအသုံးကျနေကြတယ်။ဒါဟာအသုံးအများဆုံး rifle တနက်ဖြေလာယုံသားမကတီးဆုံးမှုအများဆုံးဖြစ်စီခဲ့တဲ့တနက်လဲဖြေလာတယ်။ဒါပေမဲ့တတိယပါလက်နက်တွေကမားယွင်းတာမဟုတ်ပါဘူး။သူတို့ကိုအလွဲသုံးစားလုပ်တဲ့သူတွေကသာမားယွင်းနေတာပါ။